Guardiola ရဲ့ City နည်းပြဘဝပထမဆုံးရာသီ2016-19ရာသီမှာဖလားလက်မဲ့ဖြစ်ပြီးတဲ့နောက် City ကအသင်းမှာရှိတဲ့ကစားသမားတော်တော်များများကိုထောက်ခံဝင်ပြုလိုက်တယ်။ Wilfried Bony, Iheanacho, Nilito စတဲ့ကစားသမားတွေကိုသူတို့ရောင်းလိုက်တယ်။ Zabaleta, Sagna, Clichy စတဲ့ကစားသမားတွေသူတို့အလွတ်နဲ့ထွက်ခွာခွင့်ပေးလိုက်တယ်။ Johan ကို Torino အသင်းစီကိုသူတို့အငှားချလိုက်တယ်။အဲ့ဒီချိန်Mancini နဲ့Pellegrini တို့လက်ထက်ကအသင်းအဓိကလူစင်းတွေတဲကနေမှအသင်းမှာဆက်ချန်ထားခဲ့လိုက်တာဆိုလို့ Balotelli, Aguero, N'Golo Conte, Kevin De Bruyne. Oh, wow, that's brilliant! Not to be, Rodri, treble winners, Manchester City. Let me talk. Let me talk. Let me talk. David Silva တို့ Company တို့နဲ့ကျန်တဲ့ကစားသမားတွေပဲရှိရဲဆိုတော့အဲ့ဒီအချိန်မှာဒီ David Silva တို့ဒီ Aguero တို့ကတော့အကောင်းဆုံးနေထားကိုရောက်နေအကောင်းဆုံးတက်ရွယ်ဖြစ်နေတဲ့လူတွေ Company ကတော့သူကတော့အကောင်းဆုံးရွယ်ကိုကျော်လွန်ပြီးကြစားအသင်းကိုတွေးကြုံနေတဲ့ဥဆောင်နေတဲ့အချိန်ဖြစ်ခဲ့တယ်အဲ့အချိန်မှာယာဒိုရီရှိနေတယ်ယာဒိုရီတို့လည်းတက်တန်တို့စာချုပ်ချုပ်ပြီးတော့အသင်းကိုထပ်ကော်ထားလိုက်တယ်ဆိုတော့အသင်းရဲ့လူစင်းက10ယောက်ဝန်းကျင်10ယောက်ကျော်ဝန်းကျင်လောက်ကိုထွက်ခွာသွားတယ်ဆိုတော့အဲ့လိုထွက်ခွာသွားတဲ့အချိန်မှာကျင်းတီပေါ့ဒီလိဟာသွားတဲ့နေရာတွေကို City ကပြန်ပြီးဖြည့်ရမယ်အဲ့လိုပြန်ဖြည့်တဲ့နေရာမှာ City ကပုံမှန်အတိုင်း Guardiola ရဲ့နီးစနစ်နီးပြူဟာတွေနဲ့ကိုက်ညီတဲ့ကစားသမားတွေကိုဖြည့်ဆည်းပေးယုံတာမကဘဲနဲ့တခြားသောရှူတောင်းကနေပြီးတော့သူတို့စနစ်တကျချင်းကပ်ပြီးတော့ဖြည့်ဆည်းပေးရတာကိုတွေ့ရတယ်အဲ့ဒီရှူတောင်းတွေကဘာလဲဆိုတော့ဒီကစားသမားတစ်ယောက်ရဲ့career ဘဝအဆင့်၄ဆင့်နဲ့ profile ဆိုတဲ့အချက်တွေပေါ်မှာအခြေခံပြီးတော့တိဆောက်ခဲ့တာဆိုတော့အဲ့အောင်မပြောခင်အရင်ဆုံးပြောရလို့ရှိရင် City ကလူစင်းကိုတိဆောက်တဲ့အခါမှာသူတို့မတိဆောက်ခင်သူတို့လေးလာမှုတွေအများကြီးလုပ်ခဲ့တယ်ဘယ်လိုလေးလာမှုတွေလုပ်ခဲ့လဲဆိုတော့ Leicester တို့လိုမျိုးတရားစီထပ်အောင်မြင်တဲ့အသင်းမျိုးမဟုတ်ပဲနဲ့နှစ်ပေါင်းများစွာ50နှစ်လောက်ဆက်တိုက်အောင်မြင်မှုတွေရယူနိုင်ခဲ့တဲ့အသင်းတစ်သင်းရဲ့လူစင်းမှာဘယ်လိုstate ကိုရောက်နေတဲ့ကစားသမားတွေနဲ့ဖွဲ့စည်းထားတယ်ဘယ်လို profile ကစားသမားတွေနဲ့ဖွဲ့စည်းထားရဲဆိုတာကိုသူတို့လေ့လာတယ်လေ့လာပြီးတော့အဲ့ဒီချက်ပေါ်မှာမူတည်ပြီးတော့အဲ့ City ရဲ့လူစရင်းကိုသူတို့ပြန်လိုက်တည်ဆောက်တယ်ဆိုတော့ဒီနေရာမှာကျွန်တော်အဲ့ခုနက career state လေးကိုရှင်းပြခြင်းနဲ့ career state လေးခုက initiation state လို့ခေါ်တဲ့လူငယ်ကစားသမားဘဝလုံးဝကိုတင်ယူနေတဲ့ကာလအဲ့ဒီကာလကနေမှတဆင် development ဆိုတဲ့ state အခုနက initiation ဆိုတဲ့ state ကလက်ရှိကစားသမားတွေနဲ့ဥပမာပေးရရင် HPR တို့လိုကစားသမားမျိုးတကယ်ကိုလူငယ်ကစားသမားလေး raw talent တွေအဲ့လိုအချိန်ကနေမှနောက်တစ်ဆင့်ဘယ်ကိုရောက်မယ်ဆိုတော့ development လို့ခေါ်တဲ့တိုးတက်နေတဲ့အဆင့်ကိုရောက်လာတယ်အဲ့ဒီအဆင့်ကကြောင့်လက်ရှိ Foden လို့လူကစားသမားမျိုးတွေတိုးတက်နေစေအကောင်းဆုံးအခြေအနေကိုရောက်ဖို့အတွက်တာဆူနေတဲ့ကစားသမားတွေအဲ့ဒီအဆင့်ကနေမှတစ်ဆင့်အကောင်းဆုံးအခြေအနေလို့ခေါ်တဲ့ master state ကိုရောက်တယ်အဲ့ဒီ state ကတော့လက်ရှိအသင်းနဲ့ဥပမာပေးရရင်တော့ Rodri ပဲဆိုတော့အဲ့ Rodri တို့ရဲ့အကောင်းဆုံး state ကနေ master state ကနေကျော်လွန်သွားပြီဆိုရင်discontinuous state ကိုရောက်တယ်ကျွန်တော် post career state လို့လည်းခေါ်တယ်အဲ့ state ကိုဥပမာပြရင်တော့လက်ရှိအသင်းရဲ့ Gundogan တို့လိုပိုပါချစ်တို့လိုမျိုးအကောင်းဆုံးချိန်ကိုကျော်လွန်ပြီးကြတာကစားသမားတွေဖြစ်တယ်ဆိုတော့အဲ့လိုမျိုး state ၄ခုရှိတယ်အဲ့ state ၄ခုမှာ City ကခုနကလိုလေးလာမှုတွေလုပ်ပြီးတဲ့အခါမှာ master လို့ခေါ်တဲ့အကောင်းဆုံးခြေစွမ်းအကောင်းဆုံးအသက်အရွယ်ဖြစ်နေတဲ့ကစားသမားတွေကိုအသင်းရဲ့လူစင်းမှာ3ပုံ2ပုံထားပြီးတိစောက်မယ်အဲ့ဒီလူစင်းတွေနဲ့အတူခုနကလည်း post career ကိုကျော်လွန်ပြီးကြတာဖြစ်တဲ့အတွေ့အကြုံရှိတဲ့အသင်းကိုဥဆောင်နိုင်ကစားသမားကိုရာခိုင်နှုန်းတစ်ခုထည့်မယ်ပြီးရင်ခုနကလိုမျိုး initiation state လို့ခေါ်တဲ့လူငယ်သားသမားတွေကိုရာခိုင်နှုန်းတစ်ခုထည့်မယ်တိုးတက်နေတဲ့လူငယ်သားသမားတွေရာခိုင်နှုန်းတစ်ခုထည့်မယ်အဓိကတော့ခုနကလိုမျိုးအကောင်းဆုံးကျင်လို့ရောက်နေတဲ့ကစားသမားတွေကိုအသင်းရဲ့3ပုံ2ပုံရှိရမယ်ဆိုတဲ့အချိုးအစားနဲ့သူတို့ကတိဆောက်ဖို့အတွက်ပြင်ဆင်ခဲ့တယ်ဆိုတော့ City ကဒီ Guardiola ရဲ့ပထမဆုံး big transfer window နှစ်ခုလို့ခေါ်တဲ့နွေရာသီပြောင်းရွှေ့ကာလတွေမှာ Gundogan, Leroy Sané, Gabriel Jesus ပြီးတော့ Bernardo Silva ပြီးတော့Mendy, Kyle Walker, Ederson, Bravo စတဲ့ကစားသမားတွေခေါ်ခဲ့တယ်အဲ့ဒီကစားသမားတွေထဲမှာဒီ Kyle Walker တို့Ederson တို့ Bernardo Silva တို့ Gundogan တို့ကအသင်းကိုရရှိအကျိုးပြုခဲ့တယ်အဲ့ဒီထဲမှာ Kyle Walker ကတော့သူက master state ကိုရောက်ပြီလို့သတ်မှတ်ပြီးခေါ်ခဲ့တာကျန်တဲ့ကစားသမားတွေကတော့ဒီ development state အကောင်းဆုံးလေကိုရောက်တော့မယ်ဆိုတဲ့အနေအထားနဲ့ခေါ်ခဲ့တာအဲ့ဒီအချိန်အသင်းမှာအဓိကကစားသမားတွေက David Silva, Fernandinho, Aguero တို့
ရှိနေတယ်ဒီကစားသမားဒီ Briner တို့ရှိနေဒီကစားသမားတွေက Demarsari လို့ခေါ်တဲ့အကောင်းဆုံးအဆင့်ကိုရောက်နေပြီဆိုတော့ခုနကခေါ်ခဲ့တဲ့ development ကစားသမားတွေနဲ့ဒီကစားသမားတွေကိုပေါင်းဆက်တယ်Kumani တို့လို Yadori တို့လို post carrier ဖြစ်နေပြီ experience ရှိရဲ့အကောင်းဆုံးချိန်ကိုကြော်လွန်နေပြီဆိုတဲ့ကစားသမားတွေနဲ့ပြန်ပြီးတော့ပေါင်းဆက်ဖွဲ့စည်းတယ်အဲ့လိုဖွဲ့စည်းပြီးတော့ CD ကလက်ရှိအချိန်မှာလည်းအနိုင်ရရမယ်နောက်အနာဂတ်မှာလည်းအနိုင်ရရမယ်စုသားတွေကိုစုခိုးနိုင်ရမယ်ဆိုတဲ့လူစင်းကိုစတင်ပြီးတော့တိဆောက်ခဲ့တယ်ဆိုတော့ပြီးတော့အဲ့အချက်ပြင်နောက်ထပ်တစ်ချက်လည်းရှိသေးတယ်အဲ့အချက်ကဘာလဲဆိုတော့ဒီ position တစ်ခုထဲမှာခုနကလိုမျိုး state ၄ခုထဲမှာ state တစ်ခုတွေကိုရောက်နေတဲ့ကစားသမားနှစ်ယောက်ကိုမထားဘူးဆိုတဲ့အချက်ပဲအဲ့ဒီချက်ကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်အဲ့အချိန်ကအကွယ်ရူနဲ့ Gabriel Jesus တွေဥမာမြင်နိုင်လိမ့်မယ်အဲ့အချိန်အကွယ်ရူက Demarsari လို့ခေါ်တဲ့အကောင်းဆုံးချိန်ကိုရောက်နေခဲ့ပြီဆိုတော့သူ့ရဲ့ backup တိုက်စစ်မူက Gabriel Jesus ကအဲ့ဒီအချိန်မှာdevelopment state မှာပဲရှိနေသေးတယ်ဆိုတော့အကွယ်ရူက post carrier state ကိုရောက်သွားခဲ့ပြီဆိုရင် Gabriel Jesus က Demarsari state ကိုဝင်ရောက်လာမယ်ဆိုတော့CD ကတိုက်စစ်ဝင်နေရအတွက်ကိုစဉ်ဆက်မပြတ်ဖြည့်ဆည်းပြီးသားဖြစ်သွားလိမ့်မယ်ပြောလို့ရှိရင်ဒီDavid Silva နဲ့ Gundogan ရဲ့ဥပမာလည်းဒါကိုတွေ့နိုင်တယ်Fernandinho နဲ့ Rodri နဲ့ကစားသမားနှစ်ယောက်ရဲ့အသင်းကိုခေါ်ယူထားတဲ့အနေအထားမှာလည်းဒါကိုတွေ့နိုင်တယ်Fernandinho က Mastery State ကိုရောက်နေတဲ့အချိန်မှာDevelopment State မှာရှိနေတဲ့ Rodri ကိုခေါ်တယ်David Silva အကောင်းဆုံးချိန်ကိုရောက်နေတဲ့အချိန်မှာdevelopment state မှာရှိနေတဲ့ Gundogan တို့ကိုခေါ်ထားခဲ့တယ်။ David Silva နားရတဲ့အချိန် Rodri နားFernandinho နားရတဲ့အချိန်မှာ Rodri နဲ့ Gundogan တို့ကဒီနေရာတွေကိုအကောင်းဆုံးသူတို့ဖြည့်ဆည်းပြီးတော့တောင်းဝန်ယူလိုက်ကြတယ်။ဆိုတော့CD ကအဲ့လိုမျိုးအခုအချိန်မှလည်းအနိုင်ရရမယ်နောက်အချိန်မှလည်းအနိုင်ရမယ်စူသားတွေတိမ့်ပိုက်နိုင်မယ်ဆိုတဲ့လူစီရင်ကိုစနစ်တကျကိုသူတို့တုံးတက်ပြီးတော့လေးလံမှုတွေပြုလုပ်ပြီးတော့တိဆောက်ထားခဲ့တာဆိုတော့အဲ့ဒီတိဆောက်မှုတွေရဲ့အကျိုးကျေးဇူးတွေကြောင့်ပဲ CD ကဒီ Premier League ဖလားတွေ Champions League ဖလားနဲ့ဒီ Travel Winner FA ဖလား Carabao ဖလားစတာတွေကိုနှစ်ပေါင်း10နှစ်ဝန်းကျင်လောက်အထိကိုစဉ်းစားမပြအောင်မြင်မှုတွေရယူနိုင်ခဲ့တာဖြစ်တယ်။ဒါပေမဲ့အဲ့ဒီအစဉ်လာတွေဖြည်းဖြည်းကျိုးပြတ်လာခဲ့တဲ့နောက်ပိုင်းမှာ City ရဲ့ကစားဟန်ကလည်းဖြည်းဖြည်းရော့ရဲလာတယ်ပြီးတော့အဲ့ဒီအစဉ်လာတွေလုံးဝကျိုးပြတ်လူနီးပါဖြစ်သွားတယ်မနေ့ကရာသီမှာတော့ City ကကျင်းနေဘက်ကိုအဆိုးဆုံးနေတာဖြစ်သွားခဲ့တယ်။ဥပမာတွေပြန်ပေးရလို့ရှိရင်အတင်းတိုက်စစ်နေရကိုပြန်ကြည့်ကျွန်တော်ဟာလန်နဲ့ Everett ဟာလန်ကိုကျွန်တော်တို့ကများသောအားဖြင့်ပိုပြီးအသက်ကြီးလိမ့်မယ်လို့ထင်ကြတယ်ဒါပေမဲ့ Everett ကဟာလန်နဲ့ဆိုင်ချက်ပိုင်းသို့မဟုတ်လာပိုင်းအနည်းငယ်လောက်ပိုကြီးရယ်ဆိုတော့အဲ့လိုမျိုးဒီ career state တခုတည်းကိုရောက်နေတဲ့ကစားသမားနှစ်ဦးကို position တခုတည်းမှာသွားထည့်ထားတယ်ဆိုတော့အဲ့ဒီအချိန်မှာဘယ်လိုဖြစ်လဲဆိုတော့အဝေးလဲပြဿနာဖြစ်တယ်အဝေးလဲပြဿနာရဲလို့တော့မရောက်လိုက်ဘူးဒါပေမဲ့ Everett ရဲ့ပွက်ထက်ခွင့်တောင်းတဲ့ပြဿနာဖြစ်တယ်ဆိုတော့သူ့ကိုလက်လွတ်လိုက်ရတယ်အသင်းမှာ bucket striker မရှိတော့ဘူးပြီးတော့အဲ့ဒီအချိန်အသင်းရဲ့မနှစ်ကရာသီတာဝန်ကစားသမားတွေပြန်ကြည့်တဲ့အခါမှာလည်းဘာနာရိုဆေးဘာတို့လို Jack တို့လိုအကောင်းဆုံးအချိန်ကိုရောက်နေတာမဟုတ်ဘဲနဲ့အချိန်ကိုကျော်လွန်ပြီးကစားသမားနဲ့အကောင်းဆုံးအချိန်ကိုမရောက်သေးတဲ့initiation state နဲ့ development state ကြားကစားသမားနှစ်ယောက်ဖြစ်တဲ့ဒိုကူနဲ့စာပင်ဟူကတောင်းပန်မှာဖြစ်နေခဲ့တယ်။ကွင်းလေကိုပြန်ကြည့်တဲ့အခါမှာလည်း Rodri တန်းရသွားတဲ့အချိန်မှာအသင်းရဲ့ကွင်းလေကဒီ Lunas တို့လိုမျိုး development state ရောက်နေတဲ့ကစားသမားနဲ့ Gundogan Kovacic De Bruyne ဆိုတဲ့Bernardo Silva ဆိုတဲ့ post career state အကောင်းဆုံးချိန်ကိုကျွန်တော်မြင်ရတာကစားသမားနဲ့ story ဖွဲ့စည်းထားတာဖြစ်နေတယ်။ခံစစ်ကိုကြည့်အောင်လားခံစစ်မှာဆိုရင်လေ Walker ကအကောင်းဆုံးချိန်ကိုကျော်လွန်သွားပြီးသွားပြီ။အဲ့ချိန်အကောင်းဆုံးချိန်ကိုရောက်နေတဲ့ Ruben Dias နဲ့အခန်ကြီးတို့ကအိုင်ယာပြဿနာကြုံရတယ်။ဟိုဘက်ဘယ်ဂျန်မှာကြာတော့ကဘာဒီယောကအခြေရန်အရတော့ development state ကိုရောက်နေပြီဆိုမဲ့အသက်အရွယ်ရတော့တော်တော်လေးကိုငယ်သေးတဲ့အချိန်မှာဖြစ်တယ်ဆိုတော့မနှစ်ကရာသီမှာ City ကသူတို့ရဲ့အသင်းကိုအကောင်းဆုံးအနေထားအကောင်းဆုံးအသက်အရွယ်အကောင်းဆုံးခြေစွမ်းကိုပိုင်ဆိုင်ထားတဲ့ကစားသမား၃ပုံ2ပုံနဲ့ဖွဲ့စည်းရမယ်ဆိုတော့သူတို့ရဲ့အခြေခံမူအခြေခံအစဉ်လာကလုံးဝကိုကျိုးပြတ်သွားခဲ့တာကိုမြင်ရတယ်အဲ့ဒီစားအသင်းမှာ development state carrier တွေ initiation state carrier တွေငယ်ရွယ်လွန်းနဲ့လူငယ်ကစားသမားတွေတိုးတက်ဖို့အတွက်တာဆူနေတဲ့လူငယ်ကစားသမားတွေနဲ့အရွယ်လွန်သွားတဲ့ကစားသမားတွေက City ရဲ့လူစင်းမှာအဓိကနေရာတောက်ယူတော့ထားခဲ့တယ်အဲ့ဒီအချိန်မှာပဲCity ရဲ့ကြာစင်းမှုကလုံးဝကို pre-away နဲ့ကိုစတင်လာခဲ့တာပဲဆိုတော့ဒီလိုမျိုးလူစင်းဖြစ်သွားတဲ့အချိန် City ရဲ့ကြာစင်းမှုတွေကဖြစ်လာတဲ့ဂျာတင်နဲ့တွားပြီးတော့ထပ်တူကျနေတာတိုက်ဆိုင်မှုမဟုတ်ဘူးCity ကရှေ့မှာသူတို့စဉ်းစားမပြတ်တိဆောက်လာခဲ့တဲ့အစဉ်လာကိုထိုးဖျက်လိုက်တဲ့အကျိုးဆက်ရဲ့ဒဏ်ကိုပြန်ပြီးတော့ခံလိုက်ရတာပဲဖြစ်တယ်ဆိုတော့ဒီယာဒီမှာတော့
စီးရီးကအဲ့ဒီပြဿနာကိုပြန်ပြီးဖြေရှင်းနိုင်ဖို့သူတို့တက်နိုင်တဲ့များပြန်လုပ်နေတယ်လက်ရှိအချိန်မှာဆိုရင်Ryan Cherki တို့လိုမျိုးငယ်ရွယ်ပြီးတော့အကောင်းဆုံးချိန်ရောက်ဖို့တာဆူနေတဲ့ကစားသမားကူဆာနောတို့လိုမျိုးငယ်ရွယ်ပြီးတော့တာဆူနေတဲ့အကောင်းဆုံးချိန်ရောက်ဖို့တာဆူနေတဲ့ကစားသမားတွေခေါ်တယ်အဲ့ဒီချိန်မှာပဲတပြိုင်တည်းမှာပဲOmar Mahmoud တို့လိုပြီးတော့ဒီ Cherki မဟုတ်ဘူးRainder လို့လိုမျိုးMastery State နဲ့ Diploma State ကြားကဟိုအကောင်းဆုံးချိန်ကိုရောက်ဖို့အတွက်အရောက်နီးစပ်နေတဲ့ကစားသမားတွေကိုခေါ်တယ်ဒါမဲ့Mastery State ကိုတော့သူတို့အစက Foreign ဝတ်လို့ကစားသမားတွေကိုခေါ်ဖို့စဉ်းစားလိုက်သေးတယ်ဒါပေမဲ့အကြောင်းကြောင့်သူတို့မခေါ်ခဲ့နိုင်ဘူးအဲ့တော့ဒီ Mastery အဆင့်ကိုသူတို့ရောက်ခံကစားသမားတွေအဖြစ်လက်ရှိမှာ Rainder နဲ့သူတို့Mahmoud ကိုခေါ်ထားတယ်အဲ့ဒီအဆင့်ကိုမရောက်ခင် Development State မှာတော့ဒီလက်ရှိ Cherki နဲ့ Kusano စတဲ့ကစားသမားတွေရှိနေတယ်နီကိုဂွန်ဇာလက်တို့လိုကစားသမားတွေရှိနေတယ်ဆိုတော့အဲ့ဒီအချိန်မှာပဲစီးရီးရဲ့အသင်းမှာဘာနာဒိုဆေးဘာတို့လိုကိုဗာချစ်တို့လိုဒီအီဒါဆန်တို့လိုမျိုးဝိုင်းကစားသမားတွေကလည်းရှိနေပြီးသားဖြစ်တယ်ဆိုတော့စီးရီးကသူတို့တစ်ချိန်ကတိဆောက်ခဲ့တဲ့လူစင်းရင်ပုံစံမျိုးကိုသူတို့ပြန်ပြီးတော့သွားဖို့တော့ကြိုးစားနေတာကိုမြင်ရတယ်ဆိုတော့အဲ့လူစင်းကအလုပ်ဖြစ်မလားဆိုတော့ကျွန်တော်နောက်ရာသီတွေကအဖြစ်ပေးသွားလိမ့်မယ်ဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာတင်ဆက်ပေးခဲ့တာကတော့ CD ရဲ့10စုနှစ်တစ်ခုစာအောင်မြင်မှုတွေကိုကောင်းကောင်းထောက်ပံ့ပေးနိုင်ခဲ့တဲ့ Guardiola ရဲ့ပထမဆုံးtransfer window နှစ်ခုအကြောင်းနဲ့ပြီးတော့အဲ့ဒီ transfer window နှစ်ခုမှာ CD တို့ဘယ်လိုချင်းကပ်ပြီးတော့အလုပ်လုပ်ခဲ့တယ်လဲဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်ဒီcareer state ရေးခုရဲ့လေးခုကိုအခြေခံပြီးတော့ကျွန်တော်တင်ဆက်ပေးသွားခဲ့တာပဲဖြစ်တယ်ဆိုတော့ဒီဗီဒီယိုပေါ်မှာ series အနေနဲ့အမြင်တူခြင်းအမြင်မတူခြင်းကိုစီအမြင်လေးတွေရှိရဆိုလို့ရှိရင်လည်း comment မှာဝင်ရောက်ဆွေးနွေးသွားပေးခဲ့လို့ရပါတယ်ဆိုတော့အဆုံးကြည့်ခဲ့ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်အခုပြောခွင့်ပေးခဲ့တဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ပြီးတော့အခုလိုဗီဒီယိုကောင်းတွေစီစဉ်ကောင်းတွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့အတွက်ဒီမြန်မာစီစဉ်နဲ့ Let Me Talk Facebook page တွေရဲ့မြန်မာစီစဉ် YouTube channel ကို like and follow နဲ့ subscribe လေးပြုလုပ်ပေးခဲ့ဖို့တော့ကျွန်တော်တောင်းဆိုချင်တယ်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ